ကိုပိုင်စီးပွားရေးလုပ်ပြီးဆိုတာနဲ့လူတွေကတန်းပြီးတော့တခါတည်းအောင်မြင်သွားမယ်လို့ထင်တယ်ဒါကလူတော်တော်များများရဲ့အထင်ပေါ့နော်တကယ်တမ်းမှာကိုပိုင်စီးပွားရေးဆိုတာအလောက်ထိမလွယ်ဘူးတော့ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်တဲ့လူတရားမှာ95ယောက်လောက်ကပထမဦးဆုံးတစ်နှစ်အတွင်းမှာပဲကြာရှုံးသွားကြတယ်ဒါကျွန်တော်အမြဲတမ်းပြောနောက်ထပ် 5% လည်းကျင်းတင်အောင်မြင်မယ်လို့အာမမခံ3 to 5 year အတွင်းမှာနောက်ထပ် 5% လည်းပြုတ်သွားကြလူတွေကတော်တော်များများကကိုပိုင်စီးပွားရေးကိုအောင်မြင်နေတဲ့သူတွေပဲတကယ်တော့ဒါတရားမှာ less than 1% ပဲရှိပါဒါလည်းကျွန်တော်တို့ကိုယ်တွေ့ပဲအမြဲတမ်းပဲပြောတာပဲနော်ဆိုတော့ကိုပိုင်စီးပွားရေးလုပ်တာအရန်လွယ်ကူနေတယ်ဆိုရင်ကျွန်တော်တို့လောကမှာအားလုံးကကိုပိုင်စီးပွားရေးလုပ်ငန်းရှင်တွေအားလုံးဖြစ်နေပြီပေါ့နော်အဲ့လောက်ထိမလွယ်ကူပါဘူးကျွန်တော် land line မှာဝင်ကြည့်လိုက်စီကားပါတယ်ဆိုတဲ့ land တွေပေါ့နော်မြေဒီကုန်းတို့လှဲတန်းတို့မြို့ထဲမှာကြည့်လိုက်ဒီဆိုင်ခန်းတွေအကုန်လုံးကိုဓာတ်ပုံရိုက်ထားလိုက်ဆိုင်ခန်း100ပေါ့နောက်တစ်နှစ်သွားကြည့်လိုက်အဲ့ဆိုင်ခန်းတွေအကုန်လုံးနှီးပါမရှိတော့တခြားနာမည်နဲ့လုပ်ငန်းအသစ်တွေဖြစ်ကုန်ဆိုလိုချင်တာကကျွန်တော်တို့စီးပွားရေးလုပ်ငန်းရှင်ဆိုအောင်မြင်တဲ့သူပဲမြင်တယ်ကြာရှုံးတဲ့သူမမြင်ဘူးဒီလိုပြောနေတာစိတ်ညစ်ဖို့မဟုတ်စိတ်တက်ကြဖို့မဟုတ်ဒီလိုတွေဖြစ်လာရင်ခံနိုင်ရရှိရှိနဲ့ပြန်ထပြီးလုံနိုင်မှသာလေကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဆိုတာအောင်မြင်မှာဖြစ်ပါတယ်